သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း9ရက်2013ခုနှစ်ဇူလိုင်လ14ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဗ္ဗတိရိဗိမာန်တော်အတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှတော်ဓမ္မသဘင်အခမ်းအနား၌ဥဝင်းမော်ဒေါ်ခင်ခင်လေးသမီးဒေါက်တာခင်လင်းမော် Forever Company Limited MRTV4 မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်းလေးတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချစ်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုချက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူလို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတော်မူရသည်ဖြစ်ပေခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူကြရရှာလေသည်မဟာကရုဏီကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်းလေးမြတ်စွာဘုရားသခင်ကိုရောမြတ်ပင်စဝဂ္ဂီတွေကစပြီးအမှန်တရားကိုနားလည်အောင်ကြိုးကြိုးစားစားနဲ့ရှင်းလင်းပြီးဆုံးမဩဝါဒပေးလိုက်တဲ့အခါတယုတ်တိနားဆိုင်ထောင်ကြတဲ့ပင်စဝဂ္ဂီယဟန်တို့ယတတထေသာတို့ယတတထေသာရဲ့တငယ်ချင်း၄ယောက်တို့ပြင်နယ်မှာရှိကြတဲ့သူ့ရဲ့တငယ်ချင်း50ဒီပုဂ္ဂိုလ်တွေဟာထူးခြားတဲ့အသိဉာဏ်တွေရပြီးတော့သာသနာပေါင်းဝင်ရောက်ခဲ့ကြတယ်ဘုရားမြတ်စွာရဲ့တပိတာဝကအဖြစ်ရှေးဥစွာခံယူကြတဲ့ပုဂ္ဂိုလ်တွေဟာအရေးအတွက်အားဖြင့်60ကဏ္ဍ60ပဲရောက်လာခဲ့ပြီဣတိပတနမိဂရာဝံတော်မှာပဲ
မြတ်စွာဘုရားဟာကြိုးကြိုးစားစားနဲ့အမှန်တရားကိုနားလည်အောင်ရှင်းလင်းခဲ့တယ်ရှင်းလင်းဟောပြခဲ့တယ်လွယ်လွယ်ကူကူနဲ့ရှင်းလင်းပြရတာမဟုတ်ဘူးပိဿဝဂီတွေဆိုရင်နားလည်အောင်အချိန်ယူပြီးတော့မှမြတ်စွာဘုရားဟောပြအဲ့လိုဟောပြတဲ့တရားတွေကိုတယုတတိနာခံမှတ်သားကြသည့်အတွက်ထူးခြားတဲ့အသိဉာဏ်လို့ဆိုတဲ့ဓမ္မစက္ခုကိုရရှိကြတယ်ဓမ္မစက္ခုလို့ဆိုတဲ့နေရာမှာ eye for ဓမ္မဓမ္မနဲ့ပတ်သက်လာတဲ့မျက်စိဆိုတာဘယ်ပုံဖြစ်လာတာတုံးလို့ဆိုယံကိဉ္စိသမုဒယဓမ္မံတပ္ပန္တံនិရောဓဓမ္မံဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှဟာချုပ်ဆုံးကွယ်ပြောက်ခြင်းသဘောရှိတယ်ဆိုတဲ့အသိဉာဏ်ရသွားတာအဲ့ဒီရဲ့အသိဉာဏ်ရဲ့တန်ဖိုးကအင်တမကြီးမားတယ်အမှန်တရားကိုသိရှိနားလည်သွားတာဟာဖြစ်လာတာမှန်သမျှဟာနောက်ဆုံးမှာပျက်စီးခြင်းမှာပဲအဆုံးသတ်တယ်လို့ဒီအသိတရားရလိုက်တဲ့ဖြင့်တွေ့တာမှုတွေကိုလျှော့ချနိုင်ပြီးနောက်ဆုံးမှာရင်ထဲကပူလောင်တဲ့တောကတွေကိုကျော်လွှားနိုင်ကြလို့ဟရိယတတန်တိလို့ခေါ်တဲ့စိတ်နှလုံးရဲ့အေးချမ်းမှုကိုရရှိခံစားသွားကြရတယ်။တရားဝါတွေရဲ့ပူလောင်နေတဲ့စိတ်နှလုံးကိုမြတ်စွာဘုရားဟာအေးချမ်းတဲ့အမတန်အေးချမ်းစေနိုင်တဲ့ဓမ္မရေစဉ်ဖြင့်ဆွဖြန်းပေးလိုက်သည့်အတွက်ကြောင့်အပူပင်ကင်းပြီးတော့သွားကြတယ်။ယတတထေသာတို့ဆိုတာအဗ္ဗဓမ္မချမ်းသာပေမဲ့လို့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူး။ဒါကြောင့်မြတ်စွာဘုရားရဲ့တရားရည်စင်နဲ့စိတ်နှလုံးအေးချမ်းမှုသာဝရအငြိမ့်တက်ကိုရရှိသွားတယ်။သူ့ကိုအားကျပြီးတော့တကယ်ဒိဋ္ဌံတထေသားတွေဟာလေသာသနာပေါင်းဝင်ရောက်လာကြတယ်။နေမှနေကြတဲ့ယတရဲ့တငယ်ချင်း90ဟာလေခြေစုံပြစ်ရင်ပေးပြီးတော့သာသနာပေါင်းကိုဝင်ရောက်ခဲ့ကြတယ်ဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုဘုရားမြတ်စွာဟာသူတို့နဲ့လိုက်အောင်တရားဓမ္မကိုရှင်းလင်းဟောပြသည့်အတွက်ကြောင့်အလုံးဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိပြီးတော့သွားကြတယ်လို့ယဟန္တာအပါ60လောကမှာပေါ်ထွန်းလာတဲ့အခါမှာဘုရားမြတ်စွာကယဟန်တို့ကြော့ခွင်းအလုံးကတင်တို့လဲလွတ်ပြီငါလဲလွတ်ပြီငါလွတ်တယ်လို့တင်တို့လဲလွတ်ပြီအလုံးတို့နှောင်ဂျိုးတွေကနေပြီးတော့လွတ်မြောက်လို့တကယ်ကိုလွတ်လပ်မှုအရသာကိုတို့တွေရရှိခံစားကြရပြီလို့ဒီလိုမိန့်ရှိပြီးတော့ဘုရားမြတ်စွာဟာဗာရဏသီအနီးကဣတိပတနမိဂရာဝံတော်မှာဖျားဖြစ်ပြီးပထမဆုံးဝါဆိုတော်မူခဲ့ပါတယ်အဲ့ဒီဝါရင်းကာလမှာလဲလာရောက်ကြသမျှတရားဝါတွေကိုတရားဓမ္မဟောပြောလို့အလုံးလူသားတွေသူတို့အဆင့်အတန်းအလိုက်လက်ပြေလမ်းခရီးနိဗ္ဗာန်လမ်းခရီးပေါ်ပို့တင်ပေးပြီးတော့လောကသားတွေရဲ့အကျိုးအတွက်မနာမနေကြိုးစားအထောက်ခဲ့ပါတယ်အဲ့လိုကြိုးစားအထောက်ပြီးဝါကျွတ်တဲ့အခါကာလမှာမြတ်စွာဘုရားကမိမိတပည့်သားကအပါ60မိမိတို့တတ်သိနားလည်တဲ့တရားဓမ္မတွေဟောဖို့ပြောဖို့တရားကိုမနာရလို့ရှိရင်ဆုံးရှုံးနစ်နာကြတယ်တရားကိုနားလည်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိနေတယ်ဒါကြောင့်မို့ကြိုးစားပြီးတရားဟောကြထိုးထိုးအရက်တွေကိုလှည့်ပြီးတော့သွားကြဒေသစာကြီးသွားကြတလန်းလေးကိုနှစ်ပေါင်းမသွားကြနဲ့လို့မြတ်စွာဘုရားကသာသနာပြုဖို့အတွက်တိုက်တွန်းတော်မူခဲ့တယ်လေအဲ့လိုတိုက်တွန်းရင်းပဲ
ငါကိုယ်တိုင်လည်းပဲဒုက္ခရစရိယာကျင့်ခဲ့တဲ့ဥရဝေလတောကိုတစ်ခေါက်ပြန်သွားလိုက်အောင်ပဲလို့မြတ်စွာဘုရားဟာဗာရဏသီပြည်ဘက်ကနေပြီးတော့ဥရဝေလတောဘက်ကိုသွားဖို့ရည်ရွယ်မှန်းထားခဲ့တယ်ဝါလဲကျွတ်ရောယဟန်တော်တွေကိုဗာမိတ်ရှိတော့ယဟန်တို့မှန်ကန်တဲ့နှလုံးသွင်းမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုကြောင့်အကောင်းဆုံးလွတ်လပ်မှုကိုငါရရှိခဲ့တယ်လို့သင်တို့တွေအားလုံးလည်းရရှိပြီးကြပြီအားလုံးဟာအနောင်ဘက်တွေကလွတ်မြောက်ခဲ့ကြပြီလို့ယဟန်တော်တွေကိုမိန့်ကြားတော်မူပြီးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဣတိပတနာမိဂရာဝံတော်မှာခိတ္တခဏမြသတင်းသုံးပြီးတော့ဥရဝေလဘက်ကိုခီးထွက်တော်မူခဲ့တယ်ခီးထွက်တဲ့အခါမှာမိမိကိုယ်ကာယရဲ့ပင်ပန်းနှွမ်းနယ်မှုကိုထည့်သွင်းပြီးတော့မစင်စားဘူးမြည်သည့်ပုဂ္ဂိုလ်ရဲ့အကျိုးကိုဆောင်ရွက်ရမလဲလို့အမြဲတမ်းလောကကြီးကိုရှုစားပြီးတော့ဘလောက်ဖဲဝေးဝေးဟောလို့ပြောလို့နားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာလို့ရှိရင်ကိုယ်တိုင်သွားရောက်ပြီးတော့ဟောပြောဖို့ရဝန်မလေးဘူးဒါကြောင့်မို့ဥရဝေလခရီးကိုကုန်းချောင်းလမ်းခရီးဖြင့်ဥရဝေလဘက်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်လျှောက်လှမ်းတော်မူလာခဲ့လမ်းခရီးမှာတောအုပ်ကြီးတစ်ခုတည်းရောက်လာလို့ခိတ္တခဏအပန်းဖြေတဲ့အနေအားဖြင့်တောအုပ်အတွင်းမှာရှိတဲ့တစ်တပင်ရင်းမှာမြတ်စွာဘုရားခိတ္တခဏထိုင်နေပြီးတော့အပန်းဖြေတယ်အဲ့ဒီအချိန်မှာတောအုပ်ထဲမှာလှည့်လည်ပြီးတော့သွာလာနေကြတဲ့ဗတ္ထဝက်ခီလို့ခေါ်တဲ့အုပ်စုတစ်ခုဒီအုပ်စုကကောသလမင်းကြီးရဲ့သားတော်မင်းသားတွေပဲဖြစ်တယ်သူတို့ဟာလွတ်လွတ်လပ်လပ်နေခြင်းသည့်အတွက်ကြောင့်တိုင်းပြည်ရဲ့အာဏာကိုမရယူဘဲနဲ့လွတ်လွတ်လပ်လပ်တောထဲမှာလဲပတ်ပြီးပျော်ပျော်ပါးပါးနေကြတဲ့ပုဂ္ဂိုလ်တွေညီကို30ဒါကိုဗတ္တဝဂီညီနောင်3ကျိတ်လို့ဒီလိုပြောတာပတ္တနေရီကောသလမင်းကြီးနဲ့ညီကိုတော်ကြတဲ့ဒီမင်းသား30ဟာအသီးသီးမိမိတို့အိမ်တောင်ဘက်အမျိုးသမီးတွေနဲ့တွားကြတယ်သို့တော်မင်းသားတယောက်ကလွတ်ဖြစ်နေသည့်အတွက်ကြောင့်သူ့အတွက်ခိတ္တခဏအပျော်ဇနီးတဲ့တယောက်ကိုခေါ်ပြီးတော့တောထဲမှာလှည့်လည်ပြီးတော့သွာလာနေကြတယ်အဲ့ဒီအချိန်မှာသူတို့အမတ်တမဲ့ဖြစ်နေတဲ့အချိန်တတိမထားမိတဲ့အချိန်မှာမင်းသားတွေရဲ့တန်ဖိုးရှိတဲ့လက်ဝတ်တန်းစာအချုပ်အထုပ်ထုတ်ပြီးထားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကအထုပ်ကိုယူပြီးတော့လစ်ထွက်သွားတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့လိုက်ရှာကြတာလိုက်ရှာကြတယ်လိုက်ရှာတဲ့အခါမြတ်စွာဘုရားထိုင်းနေတဲ့တစ်ပင်နာရောက်တော့ထုံးစံတိုင်းပေါ့ဘုရားထိုင်းနေတာမြင်တော့ဝင်ပြီးတော့မေးကြတယ်အရှင်ဘုရားဒီနာကအမျိုးသမီးတယောက်သွားတာများမြင်လိုက်ပါသလားဆိုတော့မြတ်စွာဘုရားကလည်းအမျိုးသမီးကိုဘာအတွက်ရှားကြတာတုံးလို့မေးတော့ဒီလိုပဲဘုရားပစ္စည်းယူသွားလို့တပည့်တော်တို့လိုက်ရှားကြတယ်ဆိုတော့မြတ်စွာဘုရားကသူတို့လမ်းကြောင်းပြောင်းပေးတဲ့အနေနဲ့မင်းသားတို့အမျိုးသမီးရှာတာရဲ့ကိုရှာတာရဲ့ဒီရှာဖွေခြင်းနှစ်ခုဟာဘယ်ဟာကပိုကောင်းလဲစဉ်းစားကြစမ်းအမျိုးသမီးတယောက်ကိုလိုက်ရှာနေတာနဲ့ကိုရှာတာဘယ်ဟာပိုကောင်းလဲလို့ထူးခြားတဲ့မေးခွန်းမေးလိုက်တဲ့အခါမှာဒီပုဂ္ဂိုလ်တွေကလည်းအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ကြောင့်ဟုတ်သားပဲမြို့သမီးလိုက်ရှာနေလို့တို့ဘာအကျိုးရှိမှလဲကိုရှာတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်
အဲ့ဒီမှာမြတ်စွာဘုရားကကိုဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာယံအတ္တနံဂဝေတေယထာအတ္တဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့လိုသုံးတာကိုအကြောင်းပြုပြီးတော့ဗုဒ္ဓဘာသာကိုလေ့လာကြတဲ့နိုင်ငံခြားကပုဂ္ဂိုလ်အချို့ကအတ္တသူတို့ရဲ့အယူဆအတိုင်းဒီဝတ္ထုကိုထောက်ထားပြီးတော့မြတ်စွာဘုရားကအတ္တကိုရှာခိုင်းတာအတ္တမရှိဘူးအနတ္တလို့ဆိုတာဟာဘုရားဟောမဟုတ်ဘူးလို့သူတို့စိတ်ကူးနဲ့အနတ္တလက္ခဏာတုတ်ကိုပယ်ကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားဆိုလိုတဲ့အတ္တဆိုတာဟာကိုဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာဆိုလိုတာကကိုကျိုးအတွက်အကျိုးရှိမဲ့အရာကိုရှာရင်မကောင်းဘူးလားလို့မြတ်စွာဘုရားကမိန့်ကြားလို့ရင်းဖြစ်တယ်ဗဒ္ဒဝေခိမင်းသားတွေကတော့နားလည်လိုက်တယ်ဟုတ်တယ်တို့ဟာကိုမရှာဘဲနဲ့သူများကိုပဲရှားနေကြတာဒါမှားရွံ့တယ်လို့အသိဉာဏ်လူရလာတဲ့အခါအမှန်တိုင်းဖြေကြတယ်မမဗျာကိုရှာတာပိုကောင်းပါလေအေးအဲ့ဒါလို့ကိုရှာတာပိုကောင်းတယ်ဆိုလို့ရှိရင်ဒီနားမှာခဏထိုင်ညငါရှင်းပြမယ်လို့ဆိုပြီးမြတ်စွာဘုရားကဒီလောကသားတို့ရဲ့အကျိုးအတွက်ခရီးသွားရင်းမှာဗဒ္ဒဝေခိမင်းသား30ကိုတရားဟောပြတယ်ဟောတဲ့အခါမှာကိုရှာပုံရှာနည်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားဟာနံပါတ်1လူမှုတမ်းမှုဆိုတဲ့ဌာနကထာကိုဟောတယ်နံပါတ်2ကိုကျင့်သီလအရေးကြီးပုံသီလကထာကိုဟောတယ်နံပါတ်3ဒါနလည်းရှိမယ်သီလလည်းရှိမယ်ဆိုရင်နတ်ပြည်ဆိုတာမခဲရင်ဘူးနတ်ရွာသူဂတိရောက်နိုင်တယ်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နတ်ရွာသူဂတိကိုရောက်နိုင်တယ်လို့သက်ကကထာကိုဟောတယ်ဒါနသီလဆိုတဲ့အကြောင်းကြောင့်သက်ကဆိုတာကိုရောက်နိုင်တယ်သို့တော်လည်းကာမဂုဏ်အာယုန်တွေဆိုတာဟာကောင်းကျိုးမပေးဘူးလို့ဆိုပြီးကာမနာအာဒီနဝကထာဆိုတာကိုဟောတယ်အဲ့ဒီနောက်မှာဒီကာမဂုဏ်အာယုန်တွေကနေပြီးကိုလူယုံထွက်နိုင်လို့ရှိရင်တော့ဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့ဆိုပြီးစီကာစင်ကာစိတ်ဝင်စားဖွယ်ရာအနုပုပ္ပိကထာလို့ခေါ်တဲ့ဟောယုဟောစဉ်အတိုင်းမြတ်စွာဘုရားသူတို့ရဲ့စိတ်တွေစင်ကြဲလာအောင်အနုပုပ္ပိကထာဆိုတဲ့တရားရည်စဉ်နဲ့ဆေးကြောပေးလိုက်တဲ့အခါမှာစိတ်တွေအားတက်တဲ့ရောဖြစ်လာကြအဲ့ဒီလိုစိတ်တွေအားတက်တဲ့ရောဖြစ်လာတဲ့အခါကျတော့မှသစ္စာ၄ပါးလို့ဆိုတာမြတ်စွာဘုရားဟောကြားပေးတယ်အဲ့ဒီလိုသစ္စာ၄ပါးဟောကြားလိုက်တဲ့အခါကာလမှာဒီဗဒ္ဒဝဂီညီနောင်၃ကျိတ်တို့ဟာထူးခြားတဲ့ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရရှိပြီးတော့သွားကြတယ်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မဖြစ်ချင်းရှိသဘောရှိတဲ့အရာခတ်သိမ်းဟာပြည့်ချင်းသဘောရှိတာပဲလို့လုံးဝချွင်းချက်မရှိတန်တရားကင်းပြီးတော့သိမြင်သွားကြတယ်အဲ့ဒါလို့သိမြင်သွားတာနဲ့တပြိုင်နက်တို့တွေဟာကိုရှာတယ်ဆိုတာဒီဓမ္မအမြင်ကိုရှာခြင်းပဲဖြစ်တယ်လို့သဘောပေါက်ပြီးသူတို့တွေဒီနေရာမှာပဲမြတ်စွာဘုရားထံထူးထောက်ပြီးတော့အရှင်ဘုရားတပည့်တော်တို့ရှင်ဘုရားရဲ့သာသနာတော်မှာရှင်ယဟန်ဖြစ်ဝင်ရောက်ပြရစေပါလို့ဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခောယဟန်တို့ဝင်လာခဲ့ကြသွားခါတော့ဓမ္မောဓမ္မကိုငါဟောတာမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်စရထဗျမ္မစရိယတမ္မာဒုက္ခတအန္တကိရိယာယဒုက္ခတွေအဆုံးသတ်ဖို့အတွက်ဗျမ္မစရိယဆိုတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ကြလို့ဒီစကားပိုက်နဲ့
သာသနာပေါင်းဝင်ခွင့်ပေးလိုက်တာအေဟိဘိက္ခုယဟန်အဖြစ်ခံယူလိုက်ကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဥရဝေလခရီးမှာပြောသလိုနေကြတဲ့ဗဒ္ဒဝေခိညီနောင်၃ချိတ်မင်းသား30ကိုနားလည်သဘောပေါက်အောင်ဟောပြခြင်းဖြင့်သူတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားကြိုးပမ်းအားထုတ်ဆောင်ရွက်တော်မူခဲ့တယ်အဲ့တော့ဗဒ္ဒဝေကိညီနောင်၃ချိတ်ဟာတချို့ကသောတာပန်ဖြစ်တယ်တချို့ကသဂရဂံတချို့ကအနာဂံသို့တော်ယဟနာအဆင့်ထိရောက်တဲ့ပုဂ္ဂိုလ်တဦးမှမပါသေးဘူးအဲ့ဒီဗဒ္ဒဝေကိယဟန်တွေဟာသာသနာပေါ်ဝင်ရောက်ပြီးတဲ့အခါဒီတောထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဥရဝေလတောဘက်ကိုဆက်ပြီးတော့ခီးကြွသွားတယ်ပေါ့ဥရဝေလတောဘက်ဥရဝေလတောဆိုတာတစ်ချိန်တုန်းက6နှစ်ပတ်လုံးဒုက္ခရာစရိယာကျင့်ခဲ့တဲ့တောပဲအဲ့ဒီထဲမှာတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဘုရားလောင်းတာကျင့်ခဲ့တာမဟုတ်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဥရဝေလတောရောက်တဲ့အခါကျတော့ဥရဝေလတောထဲမှာတပြည့်ယတိအချမ်းရ900နဲ့ဒီမိပူဇော်ခြင်းလောကမြအာဟုသူတွေကိုဆေးကြောပြီးရေချိုးပြီးဆေးကြောတန့်စင်ခြင်းဆိုတဲ့တပအကျင့်နေကျင့်နေတဲ့ဥရဝေလကတ္တဗလို့နာမည်ကြီးတဲ့ယတိကြီးတူလည်းရှိတယ်တခါသူ့ရဲ့ညီအရင်နေရင်စရာမြစ်အကြေမှာတပြည့်300နဲ့အတူတကွသူ့လိုပဲရစ်ပူဇော်ခြင်းရေချိုးတန့်စင်ပြီးအာဟုသူတွေကိုမျှောခြင်းဆိုတဲ့အလုံးနဲ့တပအကျင့်ကိုကျင့်နေတယ်နတိကတ္တဗဆိုတာလည်းရှိတယ်တခါခလန်းလန်းခရာအနီးမှာနောက်ပါယတိ200နဲ့ရစ်ပူဇော်ခြင်းရေချိုးတန့်စင်ခြင်းဆိုတဲ့အလုပ်တွေနဲ့အကုသိုလ်ကင်းအောင်ဆိုပြီးတော့တပအကျင့်ကျင့်နေတဲ့ညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဗဆိုတာလည်းရှိတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ယသိ1000လို့ခေါ်တယ်ဥရဝေလတောအနီးပတ်ဝန်းကျင်မှာပဲယသိ1000ဟာသူတို့ယုံကြည်ရာအကျင့်တရားများကိုကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့နေကြတာတဲ့မြတ်စွာဘုရားကပထမဆုံးဥရဝေလကတ္တဗယသိကြီးစီသွားတယ်သွားပြီးတော့တညတာတီးခုခွင့်ဆိုပြီးတော့ဥရဝေလကတ္တဗယသိကြီးကိုခွင့်တောင်းတာကဘယ်နေရာမှာခွင့်တောင်းတော့လို့ဆိုတော့အဲ့ဒီယသိကြီးမီးပူဇော်တဲ့မိနတ်ကွန်းပေါ့အဲ့ဒီမိနတ်ကွန်းနေရာမှာတညတာလောက်တဲပြရစေလို့မြတ်စွာဘုရားကခွင့်တောင်းတယ်အဲ့လိုခွင့်တောင်းတဲ့အခါကျတော့ဥရဝေလယသိကြီးကကြိုးကြောင်ပြောပြတယ်မနေပါနဲ့တဲ့ဒီမှာဟောဒီမိပူဇော်တဲ့မိနတ်ကွန်တဲထဲမှာအင်တမစိတ်ပြင်းတဲ့နဂါးကြီးတစ်ကောင်ရှိနေတယ်အဲ့ဒီနဂါးကြီးကဒုက္ခပေးလိုက်မယ်တဲ့ဒီထဲမနေပါနဲ့မနေချင်ပါနဲ့လို့ပြောမြတ်စွာဘုရားကထပ်ပြီးတော့ခွင့်တောင်းတယ်ဝန်မလေးဘူးဆိုရင် तू တညတာနေပြရစေပါလို့ထပ်ပြီးတော့တားမြစ်တယ် तू ကအစိတ်ပြင်းတဲ့နဂါးကြီးရှိလို့ဒါကြောင့်မို့လို့ပါသူ့အနေနဲ့တော့ဝန်မလေးပါဘူးမနေချင်ပါနဲ့လို့ညင်းဆိုတော့နောက်ဆုံးတော့မြတ်စွာဘုရားကဘလောက်ပဲအစိတ်ပြင်းပြင်းသူ့အတွက်အရေးမကြီးပါဘူးသူ့အတွက်အရေးမကြီးဘူးခွင့်သာပေးပါလို့ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်လေကိုယ်သဘောနဲ့ကိုယ်နေခြင်းနေပါတော့လို့ပေးလိုက်တော့မြတ်စွာဘုရားအဲ့ဒီမိနတ်ကိုပူဇော်တဲ့
meeting ကုတ်လို့လည်းခေါ်လို့ရတာပေါ့သို့မဟုတ်မီးနတ်ကွန်းလို့လည်းခေါ်လို့ရတယ်ရှေးတုန်းကအဲ့ထဲမှာမီးပူဇော်ကြတဲ့နေရာဌာနပေါ့မီးပူဇော်တယ်ဆိုတာမီးကိုမှုေးပြီးတော့မီးကိုထင်းနေပါတယ်နဲ့ထည့်ပြီးတောက်အောင်လုပ်ပြီးအဲ့ဒီထဲမှာထောပတ်ကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်ထောပတ်လေးလောင်းထဲလိုက်စီကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒီလိုမီးထဲမှာလောင်စာလေးတွေထည့်ပေးပြီးမန္တန်ရွတ်တာဒါကိုမီးနတ်ပူဇော်တယ်လို့ခေါ်တယ်ဒီကနေပြီးတော့ဗြဟ္မာကြီးနဲ့ဆက်သွယ်တဲ့သူတို့အယူဆပေါ့နော်အဗ္ဗဓမ္မယူတည်နဲ့သူတို့တလေးတစားလုံးလေးရှိကြတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကမြက်ဖြာအခင်းလေးတစ်ခုခင်းပြီးတော့မိနတ်ပူဇော်တဲ့မီးတင်ကုတ်တဲထဲမှာပဲသမဘာဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာအစိတ်ပြင်းတဲ့နဂါးကြီးကမြတ်စွာဘုရားကိုလည်းမြင်ရောသူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတန်မှဆိုးတယ်စိတ်ဆိုးတာနဲ့နဂါးရဲ့အစွမ်းတကူနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋိဋ္ဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင်တကိုးနဲ့ကာကွယ်ထားပြီးတော့မြတ်စွာဘုရားကလည်းတေဇောကတိုင်းဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့တွေလိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနောက်ဆုံးနဂါးကြီးဟာသူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကိုမထိဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောဓာတ်မိလျံတွေကနဂါးရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံးအရှုံးပေးပြီးတော့အညံ့ခံလိုက်ရတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့တော့မြတ်စွာဘုရားဟာအလွန်အန္တရာယ်ကြီးတဲ့ဒီလိုအန္တရာယ်ရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့သတင်းသုံးရလဲတခြားသစ်ပင်တွေတခြားတောတွေရှိရတဲ့နဲ့ဘာဖြစ်လို့အခုလိုအစိတ်ပြင်းတဲ့နဂါးရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လဲလို့ဆိုဥရဝေလကတ္တဝတို့ကိုစီယုံရေးဆင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာတမင်တက်တက်ရွေးချယ်ပြီးတော့နေရတာအနေရဲ့အမတမကြီးမားတဲ့နေရာရွေးချယ်ခြင်းဟာဥရဝေလကတ္တဝတို့ရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွက်လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓကျိုးပန်းရတယ်ဆိုတာအန္တရာယ်တွေနဲ့ကြုံရင်လည်းကြုံမှာပဲအဲ့ဒီကြုံတဲ့အန္တရာယ်တွေကိုထက်ပြီးတော့မတွက်ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာနဂါးကြီးနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြေရှင်းလိုက်တဲ့အခါယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမီးအောင်တွေတပြောင်ပြောင်တောင်းနေတော့ယဟန်ဂေါရမတော့ရုပ်ရည်ရူပကာယအမတန်ချောမောလှပတဲ့ယဟန်ဂေါရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့စိုးရိမ်တကြီးနဲ့ကြည့်ကြတယ်မနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ဘာမှမဖြစ်ဖဲတွေ့တော့သူတို့တန်တော်ဖြစ်သွားတယ်အဲ့ဒီလိုတန်တော်ဖြစ်တဲ့အခါမြတ်စွာဘုရားကဥရဝေလကတ္တဝယသိကိုပြတယ်ဒီမဲ့မီတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မီးပူဇော်တဲ့နေရာမှာဝင်ရောက်ပြီးတော့စိုးမိုးချဲလဲနေတဲ့နဂါးကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာပေါ့အဲ့ဒီကြတော့အစိတ်တောင်မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဥရဝေလကတ္တဝအမှုရှိတဲ့ယသိတွေဟာမြတ်စွာဘုရားပေါ်မှာတိတ်ပြီးတော့အထင်ကြီးသွားကြတယ်ဒါစီယုံရေးတစ်ခုပဲပေါ့အထင်ကြီးမှုလေးစားမှုမရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နာမလဲလောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမကိုလိုက်နာကြတာဒါလည်းလိုအပ်ချက်တစ်ခုအရာစီယုံရေးအတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ်ရအဲ့ဒီမှာဥရဝေလကတ္တဝရဲ့စိတ်ထဲမှာဘယ်လိုဖြစ်တော့တကူကြည့်လိုက်တာတို့တောင်မထိရဲမတို့ရဲတဲ့နဂါးလိမ္မာရင်ကျေးအောင်သူဆုံးမနိုင်ပါပေတယ်ယဟန်ဂေါရမဟာတိတ်တကူကြည့်တာပဲဒါပေမဲ့လို့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့သူစိတ်ထဲမှာဒီလိုဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအခုလိုအနေကြီးမားတဲ့နေရာမှာ
အန္တရာယ်ကိုချုပ်ကင်ထားပြီးတော့သတင်းသုံးနိုင်တာကိုသူသိအထင်ကြီးသွားပြီးတော့အရှင်ဂေါတမဒီမှာပျော်သလောက်နေပါတဲ့စွမ်းကွမ်းသူတောင်းယူပါမယ်ဒါတိုးတက်မှုတစ်ခုပဲပေါ့အနုဝဇ္ဇဂယုတောင်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အစွမ်းတကူကိုစပြီးတော့သိတဲ့အခါကျတော့အရှင်ဂေါတမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးဖို့သူတောင်းယူပါမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့သတင်းသုံးတာညရောက်တဲ့အခါကျတော့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေဟာတောက်ပပတာကိုသူတို့မြင်ရတယ်အရက်လေးမျက်နှာကဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုရောက်ရှိလာကြတာတွေကိုမြင်တော့တန်အံတော်ညကကြည့်မနေ့မိုးလင်းတဲ့အခါမြတ်စွာဘုရားထံဆွမ်းစားသွားပင့်ရင်မေးတယ်ညကဒီမှာအရက်လေးမျက်နှာဘက်ကအလင်းရောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမာရနမင်းကြီး၄ယောက်ဟာတရားနာဖို့တရားမေးဖို့ညတကောင်ငါစီလာကြတာလို့ဆိုတော့ဟောတန်တော်သူမှာစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်။အော်ရဟန်းဂေါတမတကိုးကြည့်လိုက်တာဒါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးဘူးလို့ဒီအတွေးကတော့သူ့မှာအမြဲတမ်းတွေးနေသူ့ကိုယ်သူရဟန္တာလို့ထင်နေတာရဟန်းဂေါတမတကိုးကြည့်ပါပြီတဲ့။အဗ္ဗဓမ္မတကိုးကြည့်တဲ့နမင်းကြီး၄ယောက်တောင်ရဟန်းဂေါတမစီတရားနာလာရတယ်ဆိုတော့အတော်ကိုတကိုးကြည့်တဲ့ယဟန်ပဲလို့စိတ်ထဲမှာဒီလိုလေးစားမှုတွေပို့ပြီးတော့တက်လာနောက်တရက်ကျတော့တခါဘာတွေ့ရပြန်လုံးဆိုအဗ္ဗဓမ္မပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုဟာမြတ်စွာဘုရားသတင်းသုံးတဲ့ဘက်ကိုညအခါမှာရောက်ရှိလာတာကိုသူတွေးလိုက်ရတယ်အဲ့ဒါလို့တွေးလိုက်ရတော့နန်းနဲ့မိုးတော့အလင်းရောက်တဲ့အခါဆွမ်းစားလာပြင်ရင်မေးပြန်တယ်ညတုန်းကအရှင်ဂေါတမသတင်းသုံးတဲ့နေရာအဗ္ဗဓမ္မတောက်ပါတဲ့အလင်းရောင်ကြီးတစ်ခုအလင်းတန်းကြီးတစ်ခုရောက်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒါဘာလဲလို့မေးတော့ဒါဝရိန္ဒနတ်ပြည်ကတရားမင်းကြီးကတရားနာခြင်းလို့ငါစီကိုလာတာတဲ့ဆိုတော့အော်တကိုးကြီးတဲ့တရားကတော့ရှင်ဂေါတမစီလာစိကရပါပြီတယ်လို့ဟောအဗ္ဗဓမ္မအံ့ဩပြီဒါပေမဲ့ငါလိုတော့ယဟန္တာမဟုတ်သေးပါဘူးဒီအတွေးနဲ့တခါနေပြန်အဲ့ဒီကနေပြီးနောက်တည့်ကျတော့တခါအရင်တော့ကရှေ့ပိုင်းမှာတွေ့တဲ့အလင်းရောင်တွေတဲ့ပို့ပြီးတော့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတစ်ခုဟာတတော်လုံးတထောင်လုံးထိန်လင်းသွားလောက်အောင်အလင်းရောင်ကြီးတစ်ခုမြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုဗဟိုပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလကတ္တဗယတိကြီးဟာအံ့ဩထိတ်လန့်ပြီးနတ်နဲ့မိုးတော့လင်းရောက်တဲ့အခါမြတ်စွာဘုရားထံလာရောက်ပြီးညကအလင်းရောင်ကြီးကပို့ပြီးတော့လင်းတယ်။ဘာများပါလိမ့်လို့ဆိုတော့ညကတဲ့ငါစီကိုတဟံပတိဗြဟ္မာကြီးတရားနာဖို့ရောက်လာတာတဲ့ဗြဟ္မာကြီးကိုယ်တိုင်လာတရားနာတယ်ဆိုတော့အံ့ဩတယ်တကူကြီးပါပေတယ်ဆိုဒီကိစ္စတွေဟာမြတ်စွာဘုရားကဥရဝေလကတ္တဗရဲ့ဒီတရားဓမ္မသိဖို့ရာအတွက်သူ့ကိုဆွဲဆောင်စီယုံမှုပဲဖြစ်တယ်ပေါ့ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တဗရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပြီးတော့ညွတ်လာတယ်အကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင်ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ့်ဆရာကြီးလေဘယ်သူမှပုံမထားတဲ့သူ့ရဲ့ကြီးတဲ့လူမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာသူတို့ရဲ့တာတဲ့အရေးချင်းတွေတွေ့မှသာလင်းတပိခံမှာပေါ့အလို့မို့ဆိုပဲတပိခံမလဲအဲ့ဒီလိုနေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံ့ဩလောက်တဲ့အနေထားမျိုးတွေဘလောက်ထိအောင်ကြုံတွေ့တယ်လဲဘလောက်ထိအောင်သူအံ့ဩရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကိုးတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်တကိုးပြာတိဟာပေါင်းဥရဝေလတောမှာမြတ်စွာဘုရားဟာအကျိန်1500လောက်ပြရတယ်တဲ့နော်မထင်မှတ်ပဲနဲ့အကျိန်ပေါင်း1500လောက်ထိအောင်
မြတ်စွာဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာတရင်ကျွလို့တစောင်းမုံနှစ်တော်ပြာသူဆိုတဲ့3လတိတိဥရဝေလကတ္တမတို့စီနေပြီးတော့မြတ်စွာဘုရားစီယုံရတာလွယ်လွယ်ကူကူနဲ့သူတို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ်အချိန်ခါကိုစောင့်ဆိုင်ပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေရတာစီယုံရေးလို့ခေါ်တယ်ပေါ့ဒါဘယ်သူအတွက်စီယုံတာတုံးလို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါသိတယ်လို့သိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတန်တရားကထွက်ရတယ်လို့သူတို့လည်းထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ဒီစီယုံမှုကငါတပည့်ပရိသတ်များဖို့အတွက်ငါလှုပ်တာမဟုတ်ဘူးပွင့်ပွင့်လင်းလင်းပဲဒီလိုမိန့်ကြားခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်3လကြာအောင်စောင့်ဆိုင်တော်မူခဲ့တယ်အဲ့ဒါလို့စောင့်ဆိုင်ပြီးတော့နေတဲ့အခါမှာယသိတွေကဆောင်းရာသီရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမှာရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆိုပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြက်ထဲမှာရေဆင်းချိုးကြတယ်ခိုက်ခိုက်တုံးနေအောင်ရေချိုးကြတယ်ရေချိုးပြီးတဲ့အခါကျတော့အေးလုံးမကအေးတဲ့အခါဘာလုပ်ကြတော့ဆိုမီးလှုံကြတယ်အဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကျုံနေတယ်ကျုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမီးဆိုင်เสียထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်ပေါက်ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ပေါ့မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမှုေးပေးတယ်ယသိတွေဒီရေချိုးပြီးတဲ့အခါမီးလှုံဖို့ဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့ဒီမှာမီးလှုံเสียလဲရတယ်အဲ့ဒီမီးတွေငြိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးငြိမ့်အောင်လုပ်ပေးရတယ်အဲ့ဒါလို့အစွမ်းတကူပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တမတို့ကိုစွမ်းတကူပေါင်းပြတာ1500ကျော်တယ်တဲ့3လတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့သူကအမြဲတမ်းသူ့ကိုယ်သူယဟန္တာလို့ထင်တယ်ဖရာတကိုးကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲမြတ်စွာဘုရားကိုယဟန္တာလို့ကိလေသာအာသောကင်းစင်တဲ့ပုဂ္ဂိုလ်ဖြစ်သူလက်မခံဘူးဒီနေ့ကျတော့မြတ်စွာဘုရားက3လပြည့်လာတဲ့အချိန်မှာသူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့တာဘယ်လိုပြောတော့ဆိုဥရဝေလယသိကြီးကိုမြတ်စွာဘုရားကသင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အကျင့်တောင်သင်မှာမရှိဘူးဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ကြားလိုက်တဲ့အခါမှာသူတန်ဝေကားတွေရသွားတယ်ငါယဟန္တာမဟုတ်ဘူးတဲ့ငါမှလည်းယဟန္တာဖြစ်နိုင်တဲ့အကျင့်လည်းမရှိဘူးလို့ဘယ်လိုလုပ်ယဟန္တာဖြစ်မှလဲလို့မြတ်စွာဘုရားမိန်ကြားလိုက်တဲ့အခါမှာသူအံ့ဩထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်အဲ့ဒါလို့ခံယူတဲ့အခါမှာသူကယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူနောက်လိုက်ယသိတွေကိုပြောတယ်ငါတော့ယဟန်ဂေါရမရဲ့တပည့်ခံတော့ပဲမင်းတို့ဘယ်လိုသဘောထားကြလဲလို့ဆိုတော့သူတပည့်ယသိတွေကကြာပါပြီတဲ့ဖရာတပည့်ခံဖို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာမြတ်စွာဘုရားတပည့်ဖြစ်ခံယူလိုက်ကြတယ်ယသိတွေဝတ်ဆင်တဲ့အဝတ်တွေအားလုံးနေရင်စရာမြေကြော်မျောလိုက်ကြတယ်မျောလိုက်တဲ့အခါမျောသွားတော့နတိကတ္တဗတို့ရေချိုးတဲ့စီရောက်သွားတော့သူ့အကိုတွေအသုံးပြုတဲ့မီးပုခုံတို့ပုတ်ကြီးတို့ယသိတွေမီးပူဇော်တဲ့နေရာသုံးတာတွေတို့ဒါတွေတခုမှအသုံးဝင်တော့ဘူးဆိုရေထဲမျောလိုက်ကြတာကို
Sanjit do Erari Mulaita, Mielite Kajaro. Nadi Gandavaga, so in say Papa. Oh, Nako net the V, Bamiachiko Yale. And the aroma of Chipas in Esso, Chechen Laila. Laila Reka, the Yaudo do go ya. Ground don't be the Yam Pianita, Mien. Mienoma to a made Dapo Conlo la. So, how day Dapo County. A book on answer. To level do go now light low as so we are. Yet at 20 shall be the Pia the P if you can you like that? Takatuale Sanjit Dio, Mipus or Radio, Gono Yere, Mio Chalai de Kajaro. Eradiga, out a Jima needed Ning Gayagadva, Tuatuiro. Hang a go rido, Rokayago mitene. So we are Chechen Lailar. The Yaude Kajaro, Arlo. Count Pion be the Hampian de Jalamino. Taga Pocon the la, a county, Taga Pocon, Gati, Tibuago, Pioneso, to let Piaume, Agori, loaded Lanyango to lie like that. Edelu, Yigori, Alo, the very than in the Gua. Yet they the town, yes of Yaya, the Pip, can you jar? Edo, yes of Yaha. Nedensra Mikana Nevido. The Pip said, yet they how, yet they boaga larger, the P Yahan the town will call Vido. Pedwaronso, Kayati da, so near Jot. Kayati da Yaude Kajaro. I take that Priya to go hore. Babilo Didiago, you each had the Lelo so Turoga Mipuzora. Mine, Amiera, and Lolo Nido. Turo say tema, me at the Bawa, Tishi Nijaro. Yes, of Yaga. Eri meet a yechi de meet the Noma, she needed so bido. Raga me, Doda me, Moha me, Sadi, Sarabiadi, Marana, Toka, Pridewa. Doka, Dominata, Ubayada, Losure, the set the me. Eri the set the me though, meedy, Yemoya, Po Yechi de Surago. Yes, of Yaga. Arida Bria at the Shinley Holiday. Did thou done le hobby yo? The day the town, Diadu Dianak, Yashi to Dwajale. Any Jovan Muri, Aloha. Loga Darwe at Yaburai, Jovan Jep Hepsitable. The day the town, Uruwe la Kadavado, Lanyam Mamo Yaulajar. Again, Vida Turu Salet Bido. Through a gender set period, gender mesui. Parakuma, Mayare P. Go say a mood so the other kilometer New York. A 7 day, a bang on Jaja my Poguri Chibe. Erago, yes of Yaga, getting like 94. Loga Daru, yes of Yay, Juba, Atomu, the Kube. Erelu Uruila Gadava, move you there. Yade Waga, Piaula de. Yahanda town, Covido, yes of Ya, Kayati Dabeka Nevido, Pebego, key to Dwaro, no solo. Razajo Bibeco, key to Lagate. Razajo Mune, Tonga Ho, the Chombai Lao, Kalalama Shide, Tando Uyenego, yes of Yadakin Goromia, Kitakana, way out Bido, Trendon. I don't know the end only Chema. Chema, yes, of Yaya, Drea, Evdama Chima needed. Evdama Chima needed. And then a young Yama Piana needed. Taguin Mena, Powaga Nevido, Yahampu Lade. Taguin Lumioa Nevido, Dr. Bido, Yahan Lade, Yahangoramaha. Evdama Tuchare, Yichin in a Piezone. The Gago Logama Yanda Sipshite. Dilo Yanda Sipshipu, Tukorai Diaru Diamia Dego, go by Yanet Dide, at a hand Tamatambo Tos, Ko Yi Chenipo. Erelu, Koran Dina Lao on Duha, a Chenne, a Dinyane, Piezone, Weza Saranatambano. Manganet Lanjao, Chin and Joko Atolu, Lansong Tea on Yautwa Vida Pite, Omian Boyo Bidu Pite, Tugedo. Loga Jango, Manek de Gore, Tido Mure, Pogo Pite, Loga Witu,
လောကအကြောင်းကိုသိသည့်အတွက်ကြောင့်တရားဝါတွေကိုဆုံးမတဲ့နေရာမှာတော့သူ့တဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အမတမထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အနုတ္တရောပုရိသဓမ္မတာရတိအဲ့ဒါလို့ဆုံးမတတ်လို့ပဲလူသားတွေနတ်တွေရဲ့ဆရာတဆူကြီးဖြစ်တယ်ဒါကြောင့်မို့တထာဒေဝမနုဿာသိအောင်ပြောပြတတ်တယ်အမှန်တရားတွေကိုကိုယ်တိုင်သိုံသာမကတရားဝါတွေသိအောင်နားလည်အောင်ဟောတတ်လို့ဗုဒ္ဓဆိုတဲ့အရေးချင်းနဲ့လည်းပြည့်စုံတယ်ရုပ်ရည်အစင်းကလည်းအမြဲတမ်းစက်တည်ရှိတဲ့ရုပ်ရည်မျိုးဖြစ်သောကြောင့်ဘဂဝါလေးစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုတဲ့တဲ့ဟာအဲ့ဒီနဲ့အနှံ့ပြောရမယ်ဆိုရင်လူတွေရဲ့အတိုင်းဝိုင်းနေမကဘူးနတ်တွေရဲ့အတိုင်းဝိုင်းမြမာတွေရဲ့အတိုင်းဝိုင်းထိအောင်အကုန်လုံးဟာဒီတဲ့ဟာပြန့်နှံ့မိတာဖြစ်နေတယ်အဲ့တော့ပြန့်နှံ့နေတဲ့တဲ့ရာလတ္ထိဝနလို့ခေါ်တဲ့ထံတော်ဥယျာဉ်ထဲမှာမြတ်စွာဘုရားအမှုပြုတဲ့ယဟန်တစ်ထောင်ရောက်နေတယ်ဆိုတဲ့တဲ့ဟာရာဇဂုမြို့တစ်မြို့လုံးကိုလွှမ်းခြုံသွားတဲ့တဲ့တစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့ရာဇဂုမြို့အုပ်စိုးနေတဲ့ဗိမိတာရမင်းကြီးဟာငကိုယ်တည်းကတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖယားနဲ့ယဟန်နေထံတော်ဥယျာဉ်နဲ့ရောက်နေတယ်လို့ဆိုတဲ့သတင်းကြားတာနဲ့ပဲတိုင်းသူပြည်သားတွေကဗြဟ္မဏဂါပတိကလို့ခေါ်တဲ့ဗြဟ္မဏလူမျိုးတွေအယောင်းဝယ်နဲ့အသက်မွေးကြတဲ့ဂါပတိတွေအားလုံးဒီ1,200,000အရေအတွက်1,200,000ရှိတဲ့ပုဂ္ဂိုလ်တွေအချမ်းရံနဲ့ဗေမိတာရမင်းကြီးဟာမြတ်စွာဘုရားကိုလာရောက်ပြီးတော့တွေ့ဆုံတယ်ပေါ့အဲ့ဒါလို့တွေ့ဆုံတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့နဲ့တန်တဲ့တရားကိုဟောတယ်ဆိုတော့ဘာတွေဟောတော့ဆိုဒါနကထာဒါနအကြောင်းဟောပြောတယ်ဒါနကထာဟာဒီလူမှုတမ်းမှုဆိုတာလူတွေမှာလုပ်ဖို့ရလွယ်ကူတယ်ပေါ့ဒါကြောင့်မို့လို့လွယ်ကူမှုကနေစပြီးတော့အမြဲတမ်းအကျိုးရှိတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုဒါနကထာနဲ့ဟောပြီးဒါနရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြတယ်အဲ့ဒီဒါနလုပ်တဲ့အခါမှာကိုကျင့်တရားကောင်းမှုလိုအပ်တယ်ဆိုပြီးသီလကထာဒါနနဲ့သီလပြည့်စုံရင်နတ်ပြည်ဆိုတာမခက်ဘူးလို့ဆိုတဲ့တက်ကကထာနတ်ပြည်ရဲ့ချမ်းသာမှုဒီ၃မျိုးနဲ့စိတ်ဓာတ်တွေအတ္တတရောဖြစ်လာအောင်ဟောပြီးတဲ့အခါကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောပြီးကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လိုက်ရင်ထိတဲ့မကကြီးမားတဲ့အကျိုးကျေးဇူးရနိုင်တယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်လို့တဲ့စိတ်ဓာတ်တွေဟာပြင်းထန်လာကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒုက္ခသမုဒယនិရောဓမဂ္ဂလို့ဆိုတဲ့သစ္စာ၄ပါးဆိုတာရှင်းလင်းဖော်ပြတယ်ဥပမာဘာနဲ့တူတော့ဆိုရင်အဝတ်ကလေးတစ်ခုဆေးအောင်ဆိုးခြင်းလို့ရှိရင်တောက်တောက်ပြောင်ပြောင်အရာရဖို့အယောင်ရဖို့အတွက်ရှေးဥစွာဒီအဝတ်ကိုတန့်စင်အောင်ဖွက်ရတယ်ဖွက်ပြီးတဲ့အခါမှာကိုလိုတဲ့အယောင်ကိုဆိုးတယ်လို့ပဲတဲ့မြတ်စွာဘုရားဟာတရားဝါတွေရဲ့စိတ်တရားနာပုဂ္ဂိုလ်တွေရဲ့စိတ်တန့်စင်သွားအောင်ဒါနကထာစိတ်ပါလာအောင်ဟောတယ်သီလကထာစိတ်ပါလာအောင်ဟောတယ်တက္ကကထာစိတ်ပါလာအောင်ဟောတယ်ပြီးပြီဆိုတဲ့အခါကျတော့ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုထောက်ပြတယ်ကာမဂုဏ်အာယုန်ကရှောင်ရှားထွက်ခွာသွားလို့ရှင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကိုထောက်ပြတယ်နောက်ဆုံးမှာစိတ်တွေဟာအတ္တတရောဖြစ်လာတဲ့အခါကျတော့မှအယောင်ဆိုးပြီးတဲ့အနေနဲ့ဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂ ामिनी ပฏิပဒါလို့ဆိုတဲ့သစ္စာ၄ချက်ကွင်းကွင်းကွက်ကွက်ရှင်းပြလိုက်တဲ့အခါမှာဓမ္မစက္ခုလို့ဆိုတဲ့တရားအမြင်တစ်ခုရရှိသွားကြတယ်ယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံဒီအတိလေးဟာတမန်အသိမဟုတ်ဘူးဓမ္မတန်ဖိုးရှိတဲ့အတိဖြစ်ချင်းသဘောရှိတဲ့အရာမှန်သမျှပြည့်ချင်းသဘောရှိတယ်ဆိုလုံးဝတန်တရားမရှိဘူးနော်ဖြစ်လာတာမှန်ရင်နောက်ဆုံးပြည့်မှာပဲဆိုတာကိုနားလေသဘောပေါက်သွားတာဟာအင်တမအရေးပါတဲ့အသိဉာဏ်တစ်ခုပဲသို့မဟုတ်လို့ရှိရင်တရားဝါတွေဟာဖြစ်လာတဲ့အရာပေါ်မှာတဒန်းတတွဲနဲ့မမောနေကြမှာကို
ဟောဖြစ်လာရင်နောက်ဆုံးဟာပျက်စီးခြင်းချုပ်ဆုံးခြင်းမှအဆုံးသတ်တယ်လို့ဆိုတဲ့အခါမှာဒီပေါ်မှာတွေ့တာမှုတွေကိုလျှော့ချလာနိုင်တယ်ပေါ့တွေ့တာမှုတွေလျှော့ချလာနိုင်တာနဲ့အမျှစိတ်နှလုံးရဲ့အေးချမ်းမှုဖြစ်ပေါ်စေတယ်တွေ့တာမှုတွေတန်လန်းရှိနေသည်မြတ်ထိုတွေ့တာမှုတွေပေါ်မှာစိုးရိမ်တောကဆိုတာဝင်ရောက်နေကြမှာပဲအဲ့ဒီစိုးရိမ်တောကဆိုတဲ့ဝင်ရောက်နေမှုတွေကပြတ်ဆဲဖို့အတွက်တွေ့တာမှုဆိုတာကိုလျှော့ချနိုင်ရမယ်လို့အဲ့ဒီတွေ့တာမှုတွေကင်းပြောက်ဖို့အတွက်မြတ်စွာဘုရားကသိမြင်ဖို့ရအမြင်တစ်ခုမှန်ကန်တဲ့အမြင်တစ်ခုကိုပေးလိုက်တာဒါကိုဓမ္မစက္ခုလို့ခေါ်တယ်ဖြစ်သည်မြတရားမှန်သည်မြနောက်ဆုံးဟာပျက်စီးခြင်းမှာအဆုံးသတ်တယ်အဲ့ဒီအတိနဲ့တွေ့တာမှုတွေအလုံးကိုလျှော့ချပြီးတောကကိုဖယ်ရှားနိုင်ကြလို့စိတ်နှလုံးအေးချမ်းမှုကိုရရှိကြတယ်လို့ဒီလိုဆိုတာအဲ့ဒီမှာဗေမိသာရမင်းအမှုပြုတဲ့3,200,000သောပရိသတ်ထဲက3,100,000ကသောတာပန်ဖြစ်သွားပြီကျန်တဲ့1,000ကတော့ဗုဒ္ဓဘာသာအဖြစ်ကူပြောင်းလိုက်ကြတယ်ပထမဆုံးရာဇဂိုခရီးမှာမြတ်စွာဘုရားရဲ့တရားတော်အတွက်ကြိုးပမ်းအားထုတ်ချက်ဟာအောင်မြင်တယ်လို့ဒီလိုပြောမှာပေါ့အဲ့ဒီမှာဗေမိသာရမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်မင်းသားဘဝတုန်းကအင်တမမျောလင်းခဲ့တာတဲ့မျောလင်းချက်ကြီးတွေသူ့မှာရှိခဲ့ပါတယ်တဲ့အဲ့ဒီမျောလင်းချက်ကြီးကဘာတော့ဆိုရင်မင်းသားဆိုတာဘယင်ဖြစ်ခြင်းတယ်ပေါ့အဖေကလည်းမိဖုရားများတော့ဘယင်ဖြစ်ဖို့ဆိုတာတော်ခက်တယ်လေသားသမီးတွေညီကိုတွေကလည်းများတာကိုများတော့ဒီဘယင်ဖြစ်ဖို့ဆိုတာအခွင့်အရေးကြီးဖြစ်နေတာအဲ့ဒါကြောင့်မို့ဗေမိသာရမင်းသားဘဝတုန်းကငါတနေ့ကြာလို့ရှိရင်ဗိသိက်ခံဘယင်ဖြစ်ရရင်ကောင်းမှာပဲဆိုတဲ့မျှော်လင့်ချက်ကြီးသူတစ်ခုရှိခဲ့တယ်အဲ့ဒါလည်းသူ့မှာပြည့်စုံသွားပါပြီတဲ့လောကမှာဖျားပွင့်လာလို့ရှိရင်အဲ့ဒီဖျားဟာသူ့နိုင်ငံကိုကြွလာရင်ကောင်းမှာပဲလို့မျှော်လင့်ခဲ့ပါတယ်တဲ့အဲ့ဒါလည်းအခုပြည့်စုံသွားပါပြီကြွလာတဲ့အခါမှာသူကိုယ်တိုင်သွားရောက်စိကတ်လို့ခြင်းနဲ့စိကတ်ပြရစေလို့မျှော်လင့်ခဲ့တယ်အဲ့ဒါလည်းသူစိကတ်မှုပြုရသည့်အတွက်ကြောင့်ပြည့်စုံဖြစ်သွားပါပြီအဲ့ဒီမြတ်စွာဘုရားကသူ့ကိုတရားဟောပါစေဆိုတဲ့မျှော်လင့်ချက်လည်းအခုသူတရားနာရလို့ပြည့်စုံသွားပါပြီအဲ့ဒီတရားကိုသိနားလည်ရရင်ကောင်းမှာပဲလို့ဆိုတဲ့မျှော်လင့်ချက်လည်းအခုတရားနဲ့ပတ်သက်လို့သူနားလည်သဘောပေါက်သွားပါပြီသောတာပန်ဖြစ်တယ်ဆိုတာအမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းပဲဖြစ်တယ်လေဓမ္မနဲ့ပတ်သက်ပြီးသူအမှန်မြင်သွားပြီတန်တရားတွေကင်းသွားပြီဒါကြောင့်မို့သူ့ရဲ့မျှော်လင့်ချက်တွေအလုံးပြည့်စုံသွားပြီလို့ဒီလိုလျှောက်ထားခဲ့ပါတယ်အဲ့လိုလျှောက်ထားပြီးတော့ဗေမိသာရမင်းကဟောဒီလတ္ထိဝနာဆိုတဲ့ထန်းတော်ဥယျာဉ်ဟာရာဇဂိုမြို့နဲ့အတန်အသင့်လှမ်းကွာနေသည့်အတွက်ကြောင့်ရာဇဂိုမြို့နဲ့မနီးလွန်မဝေးလွန်ဖြစ်တဲ့အမတမသာယာလှပတဲ့ဝေလူဝဥယျာဉ်ကြီးဆိုတာရှိပါတယ်အဲ့ဒီဝေလူဝဥယျာဉ်ကြီးကိုမြတ်စွာဘုရားသတင်းသုံးဖို့သူကလှူဒန်းမယ်လို့ဆိုပြီးတော့မြတ်စွာဘုရားကိုပင့်ပြီးနောက်ရက်မှာဝေလူဝဥယျာဉ်ကြီးကိုရေစက်ချပြီးတော့လှူဒန်းတာပထမဆုံးလှူတာပဲအဲ့ဒါလိုဝေလူဝဥယျာဉ်ကြီးကိုလှူတော့မြတ်စွာဘုရားဟာဝေလူဝဥယျာဉ်ထဲမှာဒီရာဇဂိုရဲ့ပထမခရီးမှာဝေလူဝဥယျာဉ်ကြီးကိုလှူခံပြီးတော့အဲ့ထဲမှာတပည့်တာဝကတွေနဲ့အတူတကွသရင်သုံးပြီးတော့တရားဝါရဲ့အကျိုးဆက်လက်ပြီးတော့တည်ပိုးဆောင်ရွက်တော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဥရဝေလခရီးဟာတရားဝါရဲ့အကျိုးများစွာတည်ပိုးနိုင်သည့်အတွက်ကြောင့်ဘုရားရဲ့ကြိုးပမ်းချက်ဟာအမတမအောင်မြင်တယ်လို့ဒီလိုဆိုရမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာငါသိတဲ့အတိုင်းတရားဝါတွေသိစေရမယ်ငါလွတ်မြောက်တယ်လို့တရားဝါတွေလည်းလွတ်မြောက်စေရမယ်ငါတန်တရားကနေပြီးတော့တစ်ဖက်ကန်းကိုကူးသွားနိုင်တယ်လို့တရားဝါတွေအားလုံးဟာလည်းနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုကူးနိုင်စေရမယ်လို့ဆိုတဲ့
မျှော်လင့်ချက်ကြီးတွေကိုအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကိုသိရှိကြီးညိုပြီးတော့ဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာနဲ့မြတ်စွာဘုရားရဲ့ကြိုးပမ်းချက်ကိုကြီးညိုတဲ့တရားတရားနဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း